မိတ်ဆွေများမင်္ဂလာပါ MH Ration ရှင်ဒီမှာနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ကဲနေ့စဉ်ပြောင်းလဲနေတဲ့အခါလေးတွေမှာကဲနေ့စဉ်နေ့တိုင်းနော်အလှပအဆန်းလေးတွေကိုကျွန်တော်တို့ကြည့်ရှုရမှာဖြစ်ပါတယ်ဟာတာအခွေးလေးတွေနဲ့အလဲမတို့ရဲ့လှုပ်ရှားမှုလေးတွေရင်ခုန်စရာလေးတွေကြည့်ရှင်စရာလေးကိုကြည့်ရမှာဖြစ်ပါတယ်ကဲစကြအောင် let's go မိုက်ဒီလိုမျိုးတွေနော်မိတ်ဆွေများကြိုက်မေးလို့ထင်တယ်နော်မှန်ကန်လေးတွေပေါ့လားမိုင်းနော်ကိုလုံးကိုပေါ်လိုက်တယ်ရမ်းလျှော့တယ်နော်မိုင်းကွာဝါလွတ်တော်မကြီးခဏလေးခင်ဗျဟိုရင်းလေးလိုချင်လို့ပါတလုံးကျုပ်သိတ်ချိန်မရလို့အစည်းအဝေးတစ်ခုသွားရရှိသေးတယ်နော်လှုပ်ပါဗျာတလုံးဒါမှထမင်းစားမှာမလို့ပါတလုံးနဲ့ပါတလုံးထမင်းစားအဲ့ဒါဆိုတော့တိတ်အများကြီးတော့မမေးနဲ့ဗျာဟုတ်ကဲ့ပါခင်ဗျဟိုနာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါခင်ဗျဟုတ်ကဲ့ဟိုကျွန်တော်နာမည်ကတော့ဒေါက်တာမြက်ညံစုပြီဖြစ်ပါတယ်မြက်ညံဒေါက်တာမြက်ညံစုပြီဟုတ်ကဲ့ဟိုပြောရေးဆိုခွင့်မရလွတ်တော်မကြီးပြောရေးဆိုခွင့်ရလို့ပါဗျာခင်ဗျားတို့အာနာမရခင်သာပြောဆိုနေတာအာနာလည်းရသွားတလုံးမှာတော့မဟာရေတလုံးမှာပါတယ်ခင်ဗျာကျုပ်ဥစ္စာထဲကိုမယုံလို့ရှိရင်မြေခွက်တို့စိန်လုံးတို့ထည့်ကြည့်အဲ့ဒါဆိုရင်အဂရိလိုက်စားမှုနဲ့တိုင်ခင်ဗျာပြုတ်သွားမှာပေါ့ကျုပ်လုံးဝမပြုတ်ဘူးကျုပ်ကအဓိကမိန်းခလုတ်ကိုကင်ထားပြီးသားဗျာအဲ့ဒီအဓိကခလုတ်လေးဖြေပေးပါခင်ဗျာ no အဓိကကျုပ်ပြောလို့မရပြောလို့မရအဲ့လိုပြောမယ်ဆိုရင်တော့အော်ရင်အဟွာရံပေါ့ဗျာရှောက်သီးဆိုတာဘယ်လိုစားကျုပ်ကသိမစားဘူးဗျာမလေးရှောက်သီးမစားတတ်ပဲနဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟိုဘာပဲပြောပြည်သူသတင်းအမှန်လေးချပြပေးပါသတင်းမှန်လေးအဲ့ဒါခင်ဗျားတို့မီဒီယာရေးချင်တာရေးပြီးတင်လိုက်ပေါ့ဗျာအဲ့လိုရေးလို့မရလို့ပါဗျာအမှန်လေးတစ်လုံးနှလုံးလောက်ပါခင်ဗျာတစ်လုံးလောက်အဲ့ဒါဆိုရင်တော့ကျုပ်တွေ့ဝိုက်တော့နီးနဲ့ပြောခဲ့ဟုတ်ကဲ့ရပါတယ်ခင်ဗျာရပါတယ်ဟုတ်လွတ်တော်အထက်မှာပါရှိခေါင်မိုးရှိတယ်ခေါင်မိုးအထက်မှာခေါင်မိုးထက်မှာခိုးတွေရှိတယ်တမရအောက်မှာပါရှိတမရအောက်မှာထိုင်ကောင်ရှိတယ်ဒီကောင်ဘယ်လိုကောင်လဲမီဒီယာသမားတွေထဲမှာဒီကောင်တစ်ကောင်တော်တော်တုံးတာပဲဟုတ်လို့ပါဗျာဟုတ်ပါဟုတ်ကဲ့အဲ့တော့တမရအထက်မှာပါရှိတယ်တမရအထက်မှာသူ့အမေရှိတယ်အဲ့ဒါပဲဗျာအဲ့ဒါပဲခဏဒီပေါင်းတစ်လုံးနှလုံးလောက်ဟုတ်ပြီကျန်တာလေးတိတ်ပြောခွင့်မရှိဘူးဗျာနော်ကျန်တာလေးမမေးပါနဲ့တော့တိတ်ပြောခွင့်မရှိဘူးလွတ်တော့မှတစ်လုံးလောက်တာလေးလို့ဟဲ့ကလေးမနေရဘူးသူတို့ဖဲအောင်လေဖဲအမလေးဖဲရှာမတော့ပါဘူးသူလုံးလုံးလေဟေးဘုံကညာနဘာပိုင်ကလည်းပဲအမလေးဖေကိုလမ်းမှာအရှက်မရှိတရက်စီတယ်တို့ချောင်းနာကန်းကြီးရောက်နေတာညာအောင်းမေတယ်ဟဲ့အရှက်မရှိတာဟာတယ်ရှက်မရှိတာဟာဒီကကိုဟန်တယ်ဟာကိုဟန်တယ်ရှင်ပဲပဲဘာလို့နေတာဟဲ့ရလူမနေပြီမေးရသမီးကိုမဆွေးအဖေကိုမဆွေးအမလေးငါယောက်ျားရင်ဝင်ပါရနေလိုက်တာသူကစိတ်ခံနေတယ်တာရနေလိုက်ဘာကကြစဒီကောင်မဘာဆေးလိုက်တာလေမင်းကိုတိုက်နေကြစီးပေါ့ညောင်တိုက်နေတာဆေးနေလားအဲ့ဒါသူ့တယောက်တည်းတောက်ပါလေသူ့ဘာလို့တိုက်ရတာတိုက်ဟာတယ်တော်လေဒါနေနေတာတော့ဘာလဲပြရပါလဲဒီတော့ဦးလေဦးဟာတယ်ဘာဖြစ်နေတာဒီမှာကြောက်ကြောက်မတော့မလူပလဲနဲ့မလူပလဲမိုက်တယ်လေးစားတယ်ဗျာဟဲ့နေအောင်အောင်တော်လေးကိုမလေးမစားလုံးနေတာမလေးမစားလုံးနေလုံးနေဘာလုံးနေလုံးနေလုံးနေလုံးအဲ့လောက်နဲ့မမဘူးလေလေဘေးကိုညှိပလိုက်ရလေဘေးမိုက်တယ်နော်ထားနေကြဟာသာဘောနော်ဒီလိုခဏညညနေမိုးညနေမျိုးတွေမလားတကယ်ကြီးစရာကောက်နေရလုံးလေးရတယ်နော်လူမလုံးနေရတယ်ပေါ့သူ့အယုတ်လို့ဆိုကြည့်ကြည့်โอ้ချစ်တယ်ရမယ်ချစ်တယ်ငယ်ငယ်တော့ငါးတဲ့ကြီးတဲ့လူတွေကမင်္ဂလာဆောင်တယ်ငါကြီးလာတော့ငါတဲ့ငယ်တဲ့လူတွေကမင်္ဂလာဆောင်တယ်ငါကြားနေကလန်ကြီးပါကွာငယ်ငယ်တော့မတရားငနေရှိရင်သူနဲ့ဆုံးတွေ့ရတမယငလေးတင်းတဲ့ဘွေရိတ်စင်နဲ့လိမ်မာတာပဲနော်ဒီလိုလိမ်မာတာရှိနော်မကြည့်လားရိတ်စင်နဲ့တင်ထားတက်တာပဲနော်ပြောစင်တက်တော့တာနော်လိမ်မာတယ်မ
မောင်လေးကိုမမအရန်သဘောကျတယ်ဒါပေမဲ့မောင်လေးကအရန်စိတ်လှုပ်ရှားနေလို့လားတော့မသိဘူးအဝင်ကြမ်းသွားတယ် အဝင်ကျန်တော့ အဝင်တစ်ချက်မှာနည်းနည်းချော်သွားတယ်ဒါပေမဲ့မောင်လေးတဖြည်းဖြည်းမဝင်လာတယ်ထင်တယ်အလဲပိုင်းလောက်မှာအဝင်ထွက်မှန်လာတယ်ဒါပေမဲ့တချို့နေရာလေးတွေမှာမောင်လေးကိုအားမရအောင်မောင်လေးဒီထက်လှုပ်ပြနိုင်လိမ့်မယ်လို့မမမျှော်လင့်ထားတာအားစိုက်တဲ့နေရာလေးတွေမှာနည်းနည်းပြော့နေတယ်လို့ပဲနေမကောင်းဖြစ်နေသလားတော့မသိဘူးပေါ့နော်ဒါပေမဲ့ဆုံးတစ်ချက်မှာမောင်လေးអော်လိုက်တဲ့အတန်လေးကမမရင်ထဲကိုဆွဲသွားတယ်လို့ဖြစ်မိတယ်ဖြည်းဖြည်းချင်းအဆုံးမတက်ပဲအမြင့်ဆုံးအချိန်နဲ့အဆုံးတက်လိုက်တာကိုတော့မမသဘောကျဆုံးပဲအကုန်လုံးခြုံလိုက်ရင်တော့အရန်ကောင်းတယ် မင်းရဲ့အရင်နဲ့လေမမလေး မြေ ငါရဲ့နောက်ွယ်မှာငါယောက်ျားနဲ့နေနဲ့ဖြစ်နေတဲ့ကိစ္စမှမေးတာငါ့ကိုမလိန်နဲ့တော့ငါအားလုံးသိပြီနော်အမှန်တိုင်းပြော မီးမလင်ရဲပါမမလေးအဲ့ကိစ္စဖြစ်တာ6ချိန်ရှိပါပြီ ဟာ6ကျင်ရှိသွားပြီ 6ကျင်ဖေ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  ရတော့ပြီ ကိုလေးကပြောတော့မီးအေးကိုကောင်းနေကြလို့တဲ့ဒါမဲ့မီးအရန်နာတယ်မမလေးရဲ့ဖေဖေ မင်းရဲ့အရင်နဲ့လေမမ ဟဲ့မေဟဲနေကြည့်တက်ကြည့်ရွေးရှိနေပြီဒီလိုစကားမျိုးတွေငါအချိန်မှာပြောတင်လားမပြောတင်လားကြည်လို့တင်လို့တင်လားမလို့တင် နော်နန္ဒလိုက်ဆိုရှင်တုန်းကနော်ခန္ဓာကိုယ်လုံးကိုပေါ့အရင်လှရနော်ရောက်ကြတွေကိုနော်ဆွေးဆောင်မှုနော်အပြေးဝပြေးနိုင်တယ်မမလေးပါနော်ခုတော့သူရောက်ချင်တယ်နော်သူ့ရဲ့ information 6ကျင်တောင်ဖြစ်တဲ့အရာလေးကိုနော်တင်ဆက်တော့တာပါကဲ နေမစင်းစားဘူး ဟာသားလေးတွေ မီးလေးလေပြောတဲ့မှာလုံးတင်တာတွေကိုလောက်ပါတယ်ဒါမဲ့လေအကိုလေးကမီးအေးကိုထုံးရမလားအားမလားဆိုပြီးတော့ခေါင်းခောက်တာ6ချိန်ရှိသွားပါပြီ อ๋อကောင်းထူတာကောင်းထူတာ 哎呀，坐下。哦，收了，收，那要一定要要的，一定要要的。他们母鱼的，干嘛哩的，母鱼的小小母鱼的，鸡巴变的嘛。他现在有嘛了？他们伢龙嘛，他那种伢龙嘛回来。啊？伢，打罢了。对，也好了。家乡的白米，白米了。你看俺钱都没熬嘛，我后来你这里要呢。天天用现在了。哦，送吧。那现在先用它。你别是不老老实的说俺爹喏。啊？我忘记了嘞。ဘာကြီးရောက်လာပြောနေရလဲ 你现在拿笔芯用俺标你了嘞。 မရှိဘူးတော့မနာကပြောရမလဲ ဘာလို့မရှိရမှာလဲ။ရင်းနေကြ။你对。 baby နားတယ် 拿对不？ တွတ်လို့တယ် 还没来弄。你看俺都看标的好了。မဟုတ်တာဟုတ်ပါဘူးဗျာမရှိလို့မရှိဘူးပြောတာပါမရှိဘူး 你来你啦！怎么在来你啦嘞？ အော်မလိမ္မာဘူးဗျာဖရာစုမိုးချိုးပြစ်တယ်မြန်မာနဲ့ညာ ဒီမြန်မာနဲ့ညာ 你必须不老老实的说俺爹喏。 ဖျားစုမှုကြည့်တာဓမြမြ 哎呦，忘记了嘞。 ဒီမြန်မာနဲ့ညာ ပြောနေရလဲ 你现在拿笔芯用俺标你了嘞。 မရှိဘူးတော့မနာကပြောရမလဲ ဘာလို့မရှိရမှာလဲ။ရင်းနေကြ။你对。 baby နားတယ် 对拿对不？ တွတ်လို့တယ် 还没来弄。你看俺都看标的好了。 မဟုတ်တာဟုတ်ပါဘူးဗျာမရှိလို့မရှိဘူးပြောတာပါမရှိဘူး 你来你啦！怎么在来你啦嘞？ အော်မလိမ္မာဘူးဗျာဖရာစုမိုးချိုးပြစ်တယ်မြန်မာနဲ့ညာ အဲ့ဒါဓမြန်မာနဲ့ညာ အော်အနီအောင်ဝါဆက်ကြီးနဲ့ဆိုရုပ်ရဖုံးကြီးကြွလာတယ်မှတ်နေတာ ဘုန်းကြီးသပင်းပါလား အော်အေးမဟုတ်လေအနီအောင်မမြင်လိုက်တာသပင်းမမြင်လိုက်လို့ မြင်လိုက် သွားမလို့လေ ဟာသားလေးကောင်းပါ ပွဲသွားမလို့ပွဲသွားမလို့ ဟုတ်တယ် မိုက်ပြီအဲ့ဒါကိုလည်းပွဲသွားမှာပဲကိုလိုက်ပို့ရမလား ရမလို့ ဟောကိုလေမင်းတို့မိန်းကလေးတွေဆိုရင်တကယ်ပါတနာတတ်တယ်ယောက်ျားလေးသူတို့ဘောဘယ်နာအမ်ဘတ်ဆိုသေးသေးနဲ့ဂီးမဆိုင်ကိုမူးရပါနာဘူးယောက်ကပါလာတာ နာဘူးရပါ ဒါနဲ့ညီမလေးနာမည်က ဖူးဖူးလေ နာမည်လေးက ဖူးဖူးလို့ ဖူးဖူးတယ်လားဩမတ်မီတို့ခေါ်လိုက်မယ်မတ်တင်ညွန့် ဖူးဖူးလို့ပြောရလေ မဟုတ်လေရောတောင်မဲ့မတ်တင်ညွန့်နဲ့တော့တူးနေတယ်လို့ မိုက်နော်တော်ကြီးလေးမိုက်ပါလေ ဆုံးစကားလေးနည်းနည်းပါပြောခြင်းတယ်ဟိုညီမလေးတို့တွေ့တယ်ရင်ကိုကခင်လဲခင်တယ်လေးလေးလေးစားတယ်အဲ့တော့ကိုပြောခြင်းတဲ့စကားကိုထဲမပြောလေတွယ်ဝိုက်ပြီးပြောရမယ်ဆိုတော့မင်းငါချစ်တယ်ပေါ့ ဟာတက်ပြောနေရလေ ထဲပြောနေတာ ဟုတ်ကဲ့ ဩမင်းကလေးရဲ့တယောက်နဲ့တယောက်မမြင်ဘူးပဲနဲ့ဖုန်းထဲမှာဟိုင်းဆိုတာနဲ့ရီးသားဖြစ်တဲ့ခေတ်ကြီးမှာမင်းကငါတွယ်ဝိုက်နေငါကြံခဲ့မှာပေါ့ ရှင်းနေတာရှင်းနေတာ လိုက်ပါလား ချစ်ဘူး ကို့မှာဘာပြည့်ရှိလို့ သွားခေါ်နေရ နင်းမေသွားခေါ်ဟာညနေခင်းနဲ့ပြောဒီသွားခေါ်တဲ့ကိစ္စကိုထဲထဲမပြောနဲ့ ဒါတော့ခေါ်တာမဟုတ်ဘူး ဟုတ်ပြီလားလေ မမီပါပတ်စံချမ်းလာလို့ရှာနေဘူးမဆိုလို့သွားနေအဖီဆွဲပေးထားတာမင်းကိုရဲ့လာတရားတွေကိုမင်းနားမလဲပါလားမင်းကလေးဟမ်ကိုပြန်ချစ်လိုက်စမ်း ချစ်ဘူး မင်းကိုနဲ့ရရင်မင်းဘော်ရဲ့အေးစစ်ဖြစ်သွားတယ်ကိုတထေး ဟုတ်လား အာတထေးသာမင်းကစိတ်ငကကြီးပန်းကျင်တယ်ဆိုကိုကျန်မပြိုင်ဘတ်ဆိုကပ်ပြီးမှာလေဒီရှိမေးစီးကျင်တယ်ဆို6ကြီးထုံးတုပ်ပေးမယ်
လိုင်းကြီးဝစ်ရှင်နေဆိုပင်လေတဲ့ကန်ချအိမ်မယ်အပြောင်သားမှာဝစ်ရှင်မှာဆိုတော့ကိုတုံးလုံးထားအိမ်ပါ အကုန်ကြမ်းနားနေမယ်အကုန်ကြမ်းနားနေမယ် တော့မင်းလေးကိုချစ်လိုက်စမ်းမင်းလေကွင်းတင်နေတူတယ်ဟောဒီပါပြင်မုံမိုလေးကိုကိုရဲ့ထွန်ဆက်နေတူတယ်နှစ်အော်အနီရောက်သက်ကြီးနေရုပ်ရဖုန်ကြီးကြော အဲဆောင်းကြထိုင်းနိုင်ငံဟာနော်ထိုင်းနိုင်ငံအကြောင်းသူတွေလည်းမျိုး ယောက်ျားရှင့်ပစိုးလုံးအောင်ထိုင်စမ်း ဝိုင်း ဘာလဲဟာ ပေါ်တာကိုဆွဲတယ်တဲ့တော့ ပေါ်တာဆွဲနေလို့ပါ ထွက်ချင်ရောက်ပြီနှလုံးထွက်ချင်ရောက်ပြီရှိတဲ့ဟာများစုလို့ပေါင်တာအိုးခွက်တောင်မှမတန်းဒီလိုထိုးဖို့မျိုးဆိုရင်မလွယ်ဘူးရှင်ငွေတိုက်တဲ့ကားကုန်လဲနေမမှတ်ဘူးမြမထီထိုးရင်တလားတစ်ခါနဲ့အပိုင်မဲသူဟာနှလုံးထီထိုးတာမူငါမထူဘူးအားလုံးတည်းရှိဖို့အားလုံးမချဖို့ထိန်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 ပြူလို့ပြင်ပါဗျာစေရနာ နော်ပါဇက်ကတော့စေရနာအော်နေရတာပဲလူတွေကတော့အချင်းတန်တော့ထိုးကြတာပါပဲ အမလီအဲ့လိုဟာမျိုးတွေများငါလဲစောက်စကားအောင်ပြောချင်ဘူးစောက်ကြီးစောက်ကြကောင်မတွေ ဟာမာကြီးဘာဖြစ်လာတာတော့ ဘာဖြစ်ရမှာလဲဟိုဘက်လမ်းဒေါ်တီတာနဲ့ရဖြစ်လာလေ မားတို့ကလောက်ပြီးဟေးချိန်ရင်ကမလှနဲ့မတဲ့ခေါင်းရင်ကမမြနဲ့မတဲ့ဟိုဘက်လမ်းဒေါ်တီတာနဲ့မတဲ့ဘသူနဲ့မှမတဲ့တဲ့အမ မရှိတော့ ဟဲ့လူတကာနဲ့တဲ့အောင်ငါပါရာစီတမောမဟုတ်ဘူး ပါစတမ အဖေကိုဖာသာအမေကိုမသာရောက်ခမကိုအန်နေရကောင်ကြီးရောက်ခမကြောင့်မအန်နေကောင်ကြီး အဲ့ဒီကောင်ကြီး သူကရှေ့ကာစီလုပ်ပေးပါ ကာစီလုပ်ပေးပါ တကယ်တက်တယ်နော်တကယ်တက်တယ်ဒါဆိုအဖေကိုဖာသာအဖေဝတ်တဲ့ပစိုးဖာသာလက်ဖို့ ဟုတ်တယ်လို့ အမေဝတ်တဲ့ထမိန်မသာကာကိုစပန် မခါရစ မတကယ်တက် မိုက်တယ်မိုက်တယ် မတက်ဘာလာမင်းတကယ်တက်တာငါတက်တာမင်းတက်တာတက်တယ်တေးကြလားတေးကြဆိုငါမင်းမယ်မေးဟုတ်လာကြည့်ရတယ်မှာအပြိုလေးတွေပါတယ်ကွာဟုတ်တယ်ဒီကြည့်ကတော့ဦးလေးကြီးပဲအပြိုလေးပေါ့ဦးလေးကမလို့နဲ့အပြိုလေးတွေလို့အပြိုလေးတွေမင်းမယ်အဲ့အပြိုလေးတွေကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲအပြိုလေးတွေကိုအင်္ဂလိပ်လိုအပြိုလေးတွေကို ladies အပြိုကို ladies အိုကို little hall ကလေးအမေ little shushu တခုလက် listen more အဖွားကြီးလေဂျုံကျဲလေတလုံးနဲ့လှုပ်စားတကယ်တက်လားတက်တယ်အဲ့ဆိုအပြိုကို ladies အဲ့ဆိုအပြိုလေးတွေခေါင်းမှာဖီးတဲ့ဘီကိုအ view ကိုအပြိုလေးဒီဘီကိုကိုအပြိုကို lady view အဲ့ဆိုအပြိုလေးဘီပေးပါအင်္ဂလိပ်လိုပြောကြည့်သားရပါတယ် hello ladies ကုန်းပေးပါ hello ladies ကုန်းပေးပါ hello ladies ကျွန်တော်ကုန်းပေးပါထောင်ကြအောင်လုပ်ဘာမှတက်လာလည်းမဟုတ်တကယ်တက်တာစိမ့်လမ်းမှာဟုတ်လားအင်္ဂလိပ်လိုတော့ပြောသွားမယ်စောက်ထိုးဘာသာပြန်ပေးကျွန်တော်ဘာသာပြန်ပေးလားလောက်တူဟမ်ဘတ်ကိုလူးပြက်ကဲကျိုးတွက်လောက်တူဟမ်ဘတ်ကိုလူးပြက်ကဲကျိုးတွက်အတိတ်ပဲကလောက်တူလူတယောက်ဒီဟမ်ဘတ်ကိုဟိုဘက်ကလူးပြက်ကဲလက်ပြကူပြီးကျိုးတွက်ကြွတ်တူးသွားတယ်ဟောတော်တက်တဲ့ပညာရှိတကောလိန်အင်းတဲ့သဘောတော်အဖေကို father အော်ဟုတ်တယ်ညီမ အော်နဲဘက်မှာကအကူကဘာလို့လုပ်တာလဲ အကိုကဟိုမှာလေးနေမှာစိုက်ပျိုးရေးလုပ်တာ စိုက်ပျိုးရေးသမားတွေကဟိုကောင်မလေးကိုရည်စားစကားပြောရင်ဘယ်လိုပြောရလဲ စိုက်ပြသူများရေးစားလို့ လစ်လက်နေတဲ့လက်ကွက်လေးမှာအကိုရဲ့မုံလာကိုလေးစိုက်ပြရစီ မလို့ရေးစိုက်ရစီ ကြားယူရတာလေကောင်းလားဟဲ့ကောင်းတာဗောလားကျွာတောင်မိုင်းကဒေါ်မင်းဆိုရင်လေရည်စားရတာနှစ်ရက်ပဲရှိသေးတယ်တက်ပြီးတော့ယောက်ျားယူသွားတာခလေးငေါ့တောင်ရပြီအဲ့ကောင်းလို့ဗောလို့ကောင်းလို့ကြားယူရတာလေကောင်းလားဟဲ့ကောင်းတာဗော ကောင်းတာ ဟဲ့သမီး ရှင်းဖေ ဒီကိုခဏလာပါဦးနင်းကိုလမ်းထိုက်ကပရာတိုပိုင်းတဲ့ဥတုပ်ကြီးနဲ့လက်ထပ်ပေးမလို့ ဟာဖေရလဲအဲ့ဒီအိုကြီးအိုမသေးကန်ဒီဘိုင်ရွှဲကြီးကိုတမီးမယူချင်ပါဘူး ကိုကတထေးဟဲ့နင်းကိုမိဖုရားတစ်ပါးလို့ထားနိုင်တယ်အသက်ကြီးတော့ဘာဖြစ်လဲသမီးရဲ့သူလည်းအရင်ကလူပြိုနုနုထွတ်ထွတ်ကလေးဖြစ်ခဲ့သေးတာပဲယူလိုက်ပါသမီးရဲ့ဟုတ်ဘူးလားဟို ကျန်ပေးစားမှာနော်သမီး ဒီဖို့ကြောင့်ဝါထရနဲ့ချိုးပြီးချက်ထားတဲ့အဖေ နေယူများနေတာလားဝါအချမ်းကြီးတို့ငါဘယ်လိုလုပ်စားမလဲ သူလည်းရင်တော့အမြင့်နုနုထွတ်ထွတ်လေးဖြစ်ခဲ့သေးတာပဲ ဒါပဲလေ စားလိုက်ပါဖေရဲ့မ ကြော ဟုတ် က်တယ် ဘူး ပြန် လား စီပေါ့ဟာကြားတယ်ပြန်ပတ်တယ်ပြောလေးတွေနေပေါ့လား ယောက်ျားရအောင်မယ်ဆိုရင်ဒီကြောက်တုံးကြီးကြွပေးတော်မူပါ စူတောင်းနေတာ ဘလို့မကြွဘူးကွာ ဟုတ်ချော အေးစူတောင်းနေအေးဟုတ်တယ်ဒီဘွားယောက်ျားရမယ်ဆိုရင်ဒီကြောက်တုံးကြီးကိုကြွပါဆိုမှမမြောက်ပါ ဒီကိုပင်းမ အဲ့ကြောက်တော့အပေါ်ကိုမြောက်လှုပ်ချင်တာ လုပ်ချင်တာပေါ့ အဲ့ဆိုဆူတောင်းပြောင်းလိုက်ဒီဘကယောက်ျားမရတော့ဘူးဆိုရင်အဲ့ကြောက်တော့မြောက်ပါလို့ဆူတောင်းပြီးတော့မှကြ အော်အေး
ဒီဘဝယောက်ျားမရတော့ဘူးဆိုရင်ဒီကြောက်တုံးကြီးကပေါ့ပါစွာနဲ့ပါလာပြီးတော်မူပါဗျာ ဟောဟာတော်ပြီ ဘာကြီး ပေါ့ပေါ့လေး စူတောင်းပြေတော့ ဝမ်းနာလာလိုက်တော့ အကိုကိုစောင့်နေနေခလေး3ယောက်နဲ့တစ်ဖိုက်တောင်းရပါ යි အကိုနဲ့ဆိုရင်ဒီချက်ပုံမွေးနိုင်မှာအကိုရဲ့ ဆူကကိုအခုချိန်ကြီးစိတ်မကုန်ဘူးကိုမင်းတက်ပတ်စံသွားရှာအခုကကလေး3ယောက်နဲ့တစ်ဖိုက်ဆိုတော့ဘာပဲပြောကိုကြီးကိုမောင်တို့ကလိုပဲသဘောထားကြတော့ပေါ့နော် အမကိုရဲ့ တကယ်ဆူလိုတဲ့အကူအညီတွေရှိရင်ကိုကိုပြောနော် ကိုကမြက်ကိုအလောက်တောင်ချစ်တာလားယင် ကလေး3ယောက်နဲ့တစ်ဖိုက်မဟုတ်10ယောက်ရနေတယ်ချစ်တယ် ကိုရဲ့ အတငယ်ချင်းကနေပေါ်အရင်အချစ်ကြီးတာဟာ ကိုပြောတော့နော် ကဲငါတို့တောင်းမယ်နော် Hello babe 到我别理到我进来到我 ကဲဝဲမုံလေးလှလေးကို 出去恭喜大王贺到我别理到我进来 ဆောရနော် 到我胡闹到我出去 ဒီမှာလေး လာဘယ်လိုဖွေး ဟုတ်ပါ යි မဲလေးတစ်မျိုးလုံးက900ဆိုင်လေးပတ်စားပြီးတော့နောက်ဆုံးပိတ်မှငါးဆိုင်ရောက်လာတယ်မင်းကမင်းတုံပြီးတော့စိတ်မကောင်းအကောင်လေးနဲ့တက်မလာနဲ့တောက်ချလိုက် တယောက်နဲ့ပြန်ရင်2ယောက်လာမယ်2ယောက်သားကြီးဟုတ်ပြုတ်ပဲပြောင်းဟောလေရောက်2ယောက်သားကြီး မင်းကမတိုးသူဆိုမဲ့မင်းတို့နှစ်ကောင်ဆိုရင်လုံးဝမဖြိုးဘူးဟုတ်ပါလား မာလီယာမနှောဖြူရဲ့တော်တူကြီးလားငါဆိုရင်တော့ကိုကြီးရဲ့အဖြစ်ကိုသဘောတူကိုကြားပေးနေတယ်ပါတော့ပါတော့ အလုံးကြီးကတော့အပြိုးကြီးနဲ့သမုံးကြီးကရင်နေနေတယ်ဘာပြောလိုက်လား ဘာပြောရမလို့လဲတောင်းငင်ကအလာတော့ကျဲတော့မှသူ့အတွက်ကျွန်တော်ခူးပေးမယ်ဆိုရင်ညာပြောရစီအောင်အဲ့ငယ်မဒီသူပြောတဲ့တုတ်ကိုကြိုက်လို့လားကြိုက်ပါဘူးညီမချင်းငါကြိုက်တယ်ငါကြိုက်တယ် ဆုံးတော့ကိုဝေးယူတော့ မောင်လေးကိုချစ်တယ်ဆိုမောင်လေးကိုချစ်တယ်ဆိုငါမကြည့်တွေချိန်ချိန်ပဲငါမကြည့်တွေချိန်ချိန်ပဲခါကူတော့လေမမရေ မိုက်တယ်ခုနောက်ဆုံးပေါ်နော်ဆရာလေးစာတင်တာနေစနေလေး ကကိုကြီးနဲ့မညာလို့သွားကိုကြီးနဲ့မညာလို့သွားမှန်ပြီလားအဲ့ဆိုမောင်လေးကိုချစ်တယ်ဆိုမောင်လေးကို ကဲမိတ်ဆွေများဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါနော်ကျွန်တော်လေးအလှလေးတင်တာနော်လိုရှင်စရာလေးတွေနဲ့မိတ်ဆွေများကိုကျွန်တော်များမှမျှဝေတင်ဆက်ပေးလိုက်ရပါဟာသားလေးတွေဘုသူတဲ့ရစရာလေးတွေမိတ်ဆွေများစုံစုံလင်းကြည့်ပြီးတော့ပြီလို့ကျွန်တော်ထင်မိပါတယ်နော်အလှလေးတွေနဲ့ရှော့လေးတွေနဲ့နော်လိုရှင်စရာလေးတွေစမ်းကြည့်မှုလေးတွေနေဆိုင်ပြောင်းလဲနေတဲ့နော်ဟာသားလေးတွေကိုမိတ်ဆွေများကိုမျှဝေတင်ဆက်ပေးလိုက်ရပါတယ်နော်ဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်